တာရိုးကြီးစမ်းဟောဆောရလဲကွာခုံပြတဲ့ညီလေးတွေတက်တက်ပဲရောင်ကြီးကိုခုံပြရဲတော့ကွာမပြစ်ရှင်ဘူးဗျာဒီပွဲမှာဆိုရင်လေဗျာဘူးကဲမှာ20ခွက်လောက်ပဲပါတာကွာ10ခွက်ကုန်သွားလို့10ခွက်ပဲကြံတော့ပြစ်မလို့ပါဆိုပြီးမှအဲ့ညီလေးက run တင်နေတာရောင်ကြီးမပြစ်ပါနဲ့တဲ့ကျွန်တော်ဘာ highlight တင်လို့တင်ရမှလည်းမသိတော့ရောင်ကြီးဒီလေးပဲကွာကျွန်တော်အစားသူမသိဘူးဗျာကျွန်တော်ကတိုက်ရမှန်းကျွန်တော်ပြောလိုက်တော့တိုက်ကားဆိုပြီးတော့ဟောရောင်ကြီးသူကပျော်သွားတာရောင်ကြီးဗီဒီယိုရီကောတွေပါယူတာရောင်ကြီးဒီညီလေးကဒါပေမဲ့ကျွန်တော်လည်းဒီဗီဒီယိုတင်ပေးလိုက်တယ်ဗောနော်သူ့အတွက်ဗောအမတရားအနီနဲ့ဗောဗျာရောင်ကြီးသူတငယ်ရှင်းတွေကိုလည်းပြောတာရောင်ကြီးကိုတိုက်ကကြီးပါတယ်ရောင်ကြီးရောင်ကြီးဒါမျိုးကြတော့ကိုခုံပြရဲဆိုပြီးတော့အမတ်လည်းတင်နေဆိုတော့ကျွန်တော်ကမပြေးရက်ဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်နည်းနည်းပါသူ့ကိုပြောပြီးတော့မှကျွန်တော်အပြင်းလေးပါထွက်ပစ်တယ်ပေါ့နော်အန်သမီးလည်းတိတ်မကြံတော့ဗျဘော်ဒီလောက်ပဲရှိတော့တာဘူကန်လောက်တိမ်ပြီးလို့ရှိရင်လေအဲ့ဒါသူ့ကိုနှုတ်ဆက်ပြီးတော့မှကျွန်တော်နောက်ဆုံးမှပြန်တွေးမယ်လို့နောက်ဆုံးမှပြန်တွေးလို့ရှိရင်ကျွန်တော်စက်သားကျွေးမယ်လို့သူ့ပြောတာပေါ့နော်ကန်ရကျွန်တော်တို့ပဲပါတယ်ဗျာအမှသူနဲ့ပြန်တွေးတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်သူ့ကိုတနာလို့ဆိုပြီးတော့မှသူလည်းအမတ်တင်နေရဆိုတော့ဗျာကျွန်တော်တို့3ယောက်ကိုပြစ်သွားလိုက်တော့လို့3ကေးရတယ်ညီလေးလို့အမတ်ဒီတော့ချက်တက်မှလေချက်သားလည်းရတယ်ဆိုတော့ပြောလိုက်တာပေါ့နော်အဲ့သူလည်းဟဲ့လေပြောတာပေါ့ဗျာအမတ်တင်ပြီးတော့မှကြီးပြီးပါရဆိုတော့ကျွန်တော်ကျတော့အမတ်ဒီပါတွေကမတင်ဘူးပေါ့နော်ကျွန်တော်ဒီတိုင်းပဲစော့တာကဲတာရိုးကြီးအလုံးမပိုင်ဘူးနော်ကျွန်တော်စားဟောမှာတွေးလို့ရှိရင်လည်းခုံပြလို့ရပါတယ်လို့တာရိုးကြီးဒါပေမဲ့ခုံပြတော့နည်းနည်းပါနှော့အောင်ပဲပေါ့နော်ဘယ်တော့မှဆိုလို့ကဲအလုံးပဲဘိုင်ပါဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ